Mình làဗျာကျွန်တော်နာမည်က Branson ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့Sunday ပေါ့နော်ကျွန်တော်စနေနေ့မှာကျွန်တော်ပို့ပြီးတော့ကျွန်တော်တို့ရဲ့Ramma ကျွန်တော်ပြောဆို Ramma မဆက်သေးပေါ့နော်မြန်မာလိုဆိုမပြောတတ်ဘူးဘာပြောနေလူငယ်များနေတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ရဲ့အစီအစဉ်ကဘာလဲဆိုတော့တစ်ချက်ကြည့်အောင်ကျွန်တော်တို့ကအခုဒါကိုပေါက်စီလို့ပို့ကျွန်တော်တို့လုပ်နေတယ်အဲ့ဒါမြင်နေရဟာရမအဲ့လိုမပြောနဲ့လေကွာကျွန်တော်တို့ဒါအခုပေါက်စီလို့ပို့ကျွန်တော်တို့ဒါပြင်ဆင်ထားပြပါတယ်ဟုတ်လားဟာကျွန်တော်တို့ရဲ့ဆရာမလွတ်လွတ်ထွေကလည်းကျွန်တော်တို့ဒီပေါက်စီလို့ပို့ဦးစီဦးစင်တော့ဦးစီဦးဆောင်လို့ပြပါသူကခါလည်းမလုပ်ဘူးကြာမကြရဘူးမကြရဘူး Now we're chopping our beef. We're added to that flour. That is, it is not flour. What's I don't know whatever that's it. We're ready for the pulsing. Yeah, pulsing. Now let's go. This is some spices, onion and garlic. We're gonna drop this. What do you call it? Ginger. Some ginger. Yes. We're gonna drop Okay, this now we're going to interview our dwarf. And you might be a chopper. Yeah, Well, congratulations. I'm a good chopper. I've said. Yes, that's great. Okay, now after doing all of this and after our plants